ထိုင်နေတဲ့။အပေတကားပိတ်တယ်လို့ဥဩဘာကပြောတယ်အဲ့တော့တထိုင်နဲ့အပေတကားပိတ်တဲ့ဥစဉ်ကတကားတကမာများဟာဖြင့်တထိုင်နဲ့အပေတကားပိတ်တယ်ဆိုတဲ့အကြောင်းတရားလေးခွဲပြအဲ့တော့မသိတဲ့ပုဂ္ဂိုလ်ကတော့ကြော်သွားကြတယ်သိတဲ့ပုဂ္ဂိုလ်ကတော့ခေါ်စားအဲ့တော့တထိုင်နဲ့အခုမြတ်စွာဘုရားကိုတော်မြတ်ကြီးကအက္ကလီကောတဲ့အချိန်မရွေးအခါမလင့်နဲ့အခုလှုပ်ကြည့်အခုတွေ့မယ်တရားတော်မြတ်ကအဲ့ဒီတော့အခုထိုင်ကြည့်အခုတွေ့ပါမယ်အဲ့တော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကသားတော်ရဟုလားလေအထင်ရှားကြီးဟောထားတယ်ဓာတ်ကြီး၄ပါးဟောထားအဲ့တော့ခန္ဓာမှာပိုင်သလားမပိုင်သလားသူသဘောလားငါသဘောလားဆိုတဲ့ဥစ္စာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဆိုတဲ့လက္ခဏာကြီး၃ပါးဟာဖြင့်ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်အခုယောဂီပုဂ္ဂိုလ်အပေါင်းဟာဖြင့်မြတ်စွာဘုရားဟောထားတဲ့တရားဟာဖြင့်ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်အဲ့တော့ပထဝီဓာတ်တစ်ပါးကိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာပိုင်နိုင်ကြီးတာသဘာဝကိုမြင်လိုက်ပြီဆိုလို့ရှိရင်တရားဓမ္မများဓာတ်တစ်ပါးကိုအစအလေအဆုံးကိုသိလိုက်ပြီဆိုတထိုင်နဲ့ငါသိရင်သပိတ်မတော်နဲ့လို့မှားထားခဲ့တယ်။ဘာကြောင့်မှားထားခဲ့နိုင်လဲ။ဓာတ်တစ်ပါးဤပထဝီဓာတ်ကအာဘောဓာတ်ကတေဇောဓာတ်ကဝါယောဓာတ်ကဓာတ်ကြီး၄ပါးရှိဓာတ်ကြီး၄ပါးရှိတဲ့အနက်ကကနဦးဟာဖြင့်ဥဆောင်တက်လာတဲ့ဟာဖြင့်အခုယောဂီပုဂ္ဂိုလ်ပေါ့မှာဖြင့်ပထဝီဓာတ်ကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်အာဘောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်တေဇောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ဝါယောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ဓာတ်ကြီး၄ပါးကတော့တစ်ပါးပါးဥဆောင်ကြအောင်အဲ့တော့ဓာတ်ကြီး၄ပါးဥဆောင်တက်လာပြီဆိုလို့ရှိရင်နောက်ကဓာတ်၃ပါးကပါတယ်ဗျဓာတ်တစ်ပါးဥဆောင်တက်လာပြီးတဲ့ပထဝီဓာတ်ကဥဆောင်တက်လာလဲနောက်ကအာဘောလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်အာဘောကဥဆောင်ပြီးတော့ကနဦးဆုံးဥဆောင်တက်လာပြီဆိုရင်နောက်ကပထဝီလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်ကနဦးဥဆောင်တက်လာတော့တေဇောရုပ်ကဥဆောင်တက်လာပြီဆိုရင်ပထဝီလည်းပါတယ်အာဘောလည်းပါတယ်ဝါယောလည်းပါတယ်ဝါယောဓာတ်ကဥဆောင်ပြီးတက်လာပြီဆိုရင်ပထဝီလည်းပါတယ်အာဘောလည်းပါတယ်တေဇောလည်းပါတယ်အဲ့တော့ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်ဓာတ်တစ်ပါးကိုဖြစ်ထားရဲ့ဖြစ်လေရဲ့ဖြစ်ဆုံးရဲ့သာပိုင်နိုင်ကြီးအနိစ္စလက္ခဏာသဘောတရားလေးဒုက္ခလက္ခဏာသဘောတရားလေးအစိုးမရအနတ္တဆိုတဲ့လက္ခဏာသဘောတရားလေးတွေကိုပိုင်နိုင်ကြီးခန္ဓာသုံးသလိုက်ပြီဆိုလို့ရှိရင်ပြတထိုင်နဲ့အပယ်လွတ်တယ်။ဘာကြောင့်အပယ်လွတ်တဲ့ဓာတ်ကြီးတစ်ပါးကုံဆုံးသွားတော့လဲဓာတ်ကြီး၄ပါးပဲကုံဆုံးတာပဲအဲ့ဒီတော့ပထဝီဓာတ်ကတက်လာပြီဆိုရင်နောက်ကအာဘောနဲ့တေဇောဝါယောကနဦးဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်တရားဓမ္မများခန္ဓာမှာကနဦးဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်ပထဝီရုပ်ကြီးပထဝီဓာတ်ကဥဆောင်တက်လာပြီဆိုလို့ရှိရင်ဖြင့်တင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့ကြိုက်တဲ့သူကဥဆောင်တက်လာလို့ကျင်းနဲ့ထုံနဲ့ကြိုက်တယ်လို့သိရတာကျင်းနဲ့အထဲမှာလဲကြားထားလဲပါတယ်ပူထားလဲပါတယ်လှုပ်ထားလဲပါတယ်အဲ့ဒီတော့ဓာတ်ကြီး၄ပါးဟာဖြင့်ကနဦးဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်နဲ့ကြားထားကအရင်ဥဆောင်လာလို့ရှိရင်ဖြင့်တင်းတာလဲပါတယ်တောင်းတာလဲပါတယ်ပူတာလဲပါတယ်လှုပ်တာလဲပါတယ်ကနဦးဥဆောင်တက်လာတဲ့ဓာတ်ဟာဖြင့်နဲ့တေဇောယုတ်ကဥဆောင်တက်လာပြီဆိုလို့ရှိရင်တင်းတာလေးလဲပါတယ်မာတာလေးလဲပါတယ်လှုပ်တာလေးလည်းပါတယ်ကနဦးဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်ဝါယောယုတ်ကဥဆောင်တက်လာပြန်တော့ရောလှုပ်ရှားပြီးတော့ယင်းနဲ့နှလုံးနဲ့ဒိတ်နဲ့တုံလှုပ်ရှားပြီးလာလိုက်ပြန်တော့လဲတဲ့ခန္ဓာကိုယ်ကြီးဟာတင်းတာလည်းပါတယ်ကြက်တာလည်းပါတယ်ပူတာလည်းပါတယ်အဲ့ဒီတော့ဥပမာလေးပြောရရင်ဖြင့်ဓာတ်တစ်ပါးကိုဖြစ်တာဖြစ်လက်ဖြစ်ဆုံးကိုပိုင်နိုင်ကြီးသိလိုက်ပြီဆိုရင်အနိစ္စလက္ခဏာဖြစ်တာပြက်တာလည်းသိရတယ်တခုပြီးတခုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာကိုသေးချာသမာဓိနဲ့ဘောင်ကိုက်အောင်ချိန်ပြီးတော့ဖမ်းလိုက်ပြီဆိုလို့ရှိရင်ဓာတ်တစ်ပါးကိုကုံဆုံးသွားပြီဆိုရင်ကနဥဆောင်တက်လာတဲ့ပထဝီဓာတ်ကြီးဥဆောင်တက်လာလို့ရှိရင်ပထဝီဓာတ်ဟာအစအလေအဆုံးကိုသိလိုက်တယ်ဉာဏ်လေးဒီုံနဲ့ဒီနာဖြစ်ပြီးပြက်ရတာပါလားလို့အဲ့ဒီလိုသိလိုက်ပြီဆိုရင်အသေးတက်ပြီဘာကြောင့်အသေးတက်တယ်လဲအခုတရားဓမ္မများခန္ဓာပြက်တော့မယ်ဆိုလို့ရှိရင်လေဒီဓာတ်ကြီး၄ပါးကသတ်တော်မှာပဲအခုလိုပဲဖြစ်ပြီးတော့အခုလိုပဲပြက်ရမှာအဲ့ဒီတော့တရားဓမ္မများတထိုင်နဲ့ခုနတရားဥဩဘာကတထိုင်နဲ့နိဗ္ဗာန်ကိုရတယ်အပေတကားပိတ်တယ်လို့တရားဥဩဘာကအကြောင်းရှိပြောထားတော့ဥပဇင်ကတရားဓမ္မများခွဲပြီးတော့သဘာဝပြောနေရတာတရားဓမ္မများအခုတရားတထိုင်ကဖြစ်နေ
ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောတွေမြင်အောင်ရှုလိုက်ပြီဆိုရင်ခန္ဓာမှာဥပမာဟာဖြင့်ဓာတ်ကြီး၄ပါးတခါတည်းတွဲလာတယ်လို့ဥပဇင်ကဟောတယ်အဲ့ဒီတော့ဥပမာလေးပြောရအရင်ဖြင့်တရားဓမ္မများကွန်စားကြမှာပေါ့ကွန်လည်းပါတယ်ထုံလည်းပါတယ်ဆေးလည်းပါတယ်ဒီကွန်ရဲ့ကွန်သည်ရဲ့ဆေးရဲ့ထုံရဲ့လေးဌာနရှိတဲ့နဲ့ကတရားဓမ္မများကနဥဆောင်တက်လာတဲ့ယောဂဖြစ်တဲ့ကွန်သည်ရဲ့ကွန်ရဲ့ဆေးရဲ့ထုံရဲ့ဟာပြန်ကွန်ကအများကြီးများပြီးတော့ထုံကနဲတယ်ထုံကနေပြန်တော့ကွန်သည်ကလည်းနဲတယ်ကွန်သည်ကနေပြန်တော့ဆေးကလည်းနဲတယ်ကွန်ကအာသာနေတယ်ကွန်ကအာသာနေတော့ကွန်ကများနေတော့ပဇာထဲလိုက်ပြန်တော့ကွန်ကများနေတော့ကွန်ကပြောလိမ့်မယ်ကွန်သည်တို့ထုံတို့ဆေးတို့ရေမင်းကငါမင်းတို့ကငါတဲ့အားနေတဲ့မင်းတို့ကငါနောက်ကလိုက်ခဲကြဟေးလို့အဲ့ဒီလိုကွန်ကပြောလိမ့်မယ်တရားဓမ္မများကွန်ရာစားလိုက်တော့တရားဓမ္မများကွန်ကများနေတော့အာပဇအာကောင်နဲ့ကြတော့ကွန်ကစပ်ပလိုက်လိမ့်မယ်အဲ့ဒီတော့ကွန်ကအာပါတယ်အဲ့ဒီတော့ကွန်သည်လည်းပါတယ်ကွန်လည်းပါတယ်ထုံလည်းပါတယ်ဆေးလည်းပါတယ်အဲ့ဒီဓာတ်ကြီး၄ပါးဟာကနဥဆောင်တက်လာတဲ့ရောက်ဟာဖြင့်ကွန်ကအာပါနေလို့ကွန်ကကနဥဆောင်တက်လာလို့စတ်တယ်လို့ထင်ရတာထုံလည်းပါတယ်ကွန်သည်လည်းပါတယ်ဆေးလည်းပါတယ်အဲ့ဒီတော့တရားဓမ္မများထုံးလာအာသာလိမ့်အောင်မယ်ထုံးလာအာသာပြီဆိုလို့ရှိရင်ဖြင့်ကွန်ကနေတယ်ကွန်ဒီကနေတယ်ဆေးကနေတယ်ထုံးကများသွားပြီဆိုလို့ရှိရင်ထုံးကပြောလိုက်လိမ့်အောင်မယ်ဟေးကွန်တို့ရေကွန်ဒီတို့ရေဆေးတို့ရေမင်းတို့ကငါတဲ့အာနေတဲ့ငါကအာသာတဲ့ငါကကနဥဆောင်တက်လိုက်အောင်မယ်ငါကလူကြီးလှုပ်လိုက်အောင်မယ်လို့ထုံးကပြောလိမ့်အောင်မယ်အဲ့ဒီတော့တရားဓမ္မများခန္ဓာလဲထုံနေတူသွားပဲကွန်စားတယ်လို့ပဲကနဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်အခုထုံးကအာသာတော့ကောဝါလိုက်တဲ့အချိန်ခါမှာထုံးကများလာတော့ပါဇာထဲကြပြီဆိုလို့ရှိရင်ကွန်ကလည်းနဲတယ်ဆေးကလည်းနဲတယ်ကွန်ဒီကလည်းနဲတယ်ထုံးကများနေတော့ဝါလိုက်တဲ့အချိန်ခါမှာထုံးကအာသာခြင်းကြောင့်အာကောင်နေပေါက်လိမ့်မယ်ကနဥဆောင်တက်လာတာထုံးကအာပါတယ်ထုံးကအာသာတော့ကွန်လည်းမပါဘူးလားတဲ့ပါတယ်ဆေးလည်းမပါဘူးလားတဲ့ပါတယ်ကွန်ဒီလည်းမပါဘူးလားပါတယ်ဓာတ်ကြီး၄ပါးဟာဖြင့်သူ့တဲ့ငါလွတ်တယ်ပြီးတော့တရားဓမ္မများခန္ဓာကိုယ်ဘောကယုံနာနှစ်ပါးဟာဖြင့်ပထဝီကလွတ်တက်လိုက်အာဘောကလွတ်တက်လိုက်တေဇောကလွတ်တက်လိုက်ဝါယောကလွတ်တက်လိုက်နဲ့သူ့တဲ့ငါလွတ်တက်ပြီးတော့ဖြစ်ပြနေတဲ့အနိစ္စကိုလက္ခဏာကိုမြင်ရလိမ့်မယ်ဒီအနိစ္စလည်းဒုက္ခပဲဒီအနိစ္စဒုက္ခအနတ္တဆိုတာဓာတ်တစ်ပါးကိုပထဝီဓာတ်ဤလက္ခဏာသဘောဟာဖြင့်တရားဓမ္မများအနိစ္စကိုလည်းပိုင်နိုင်ရှုလိုက်ကြဒုက္ခဆိုတာလည်းပိုင်နိုင်ရှုလိုက်ကြအစိုးမယအနတ္တဆိုတာလည်းပိုင်နိုင်ရှုလိုက်ကြဓာတ်တစ်ပါးကိုအစအလေအဆုံးသာသိလိုက်ပြီဆိုရင်တည်ငါဗဟံတည်ငါမဲတည်ငါဖို့ခံထားလိုက်လိမ့်မယ်တရားဓမ္မများအစွန်ကိုမြင်လိမ့်မယ်အဲ့ဒီလိုအစွန်မြင်လိုက်တဲ့တပြိုင်နက်တည်းဝိဇ္ဇာညာရပြီစိတ်တခဏလေးအပြင်ယုံနာဟာပြင်ယုတ်ကလေး၅တောင်နံကလေးသသိမ့်ချုပ်ပြောက်ဖြစ်ပြလိုက်ပြီယုံနာနှစ်ပါးချုပ်ဆုံးသွားပြီအဲ့ဒီလိုသိလိုက်ပြီဆိုလို့ရှိရင်ဖြင့်တရားဓမ္မများဘယ်တော့မှနိုင်တော့ဘူးခါကြီးကိုတန်ချိုးကြီးနဲ့လက်မောင်းလောက်ရှိတဲ့တန်ချိုးကြီးနဲ့ခါကိုချီပြီးတော့အပေကိုဆွဲတန်ချိုးကြီးကထောင်ဆိုပြပြီးတော့တရားဓမ္မများနာပြေကိုတက်သွားလိမ့်မယ်အဲ့ဒီတော့တရားဥဩဘာပြောတဲ့အတိုင်းဟာပြန်တထိုင်နဲ့လည်းအပေလွတ်နိုင်တဲ့